ရန်သူတွေအနောက်ကနေတီးဆက်လိုက်လာပြီးအဖက်မခံရဖို့အတွက်စုံမလေးကခြေထောက်ပါတဲ့အင်ကြီးတစ်လုံးကိုချက်ချင်းဖန်တီးလိုက်တယ်အားလုံးအင်ကြီးပေါ်တက်ပြီးရေကန်စီကိုအမြန်ဆုံးပြေးကြတာပေါ့စစ်သားတွေရောက်လာတဲ့အချိန်မှာသူတို့ကအင်ကြီးနဲ့အတူလွတ်သွားပြီးဒါပေမဲ့မကြဘူးစစ်သားတွေကပြန်မိလာပြန်ရောမော်တက်တွေနဲ့တိုက်ခိုက်တော့အင်ကြီးကရိမ့်ထိုးနေရပဲစစ်သားတွေကကြိုးကွင်းတွေနဲ့ပြစ်ဖမ်းကြပေမဲ့ဟာအင်ကြီးကပျောက်သွားပြီးသူတို့ကလမ်းမှာတင်တခြားရင်တစီကိုပြောင်းစီးသွားကြတာကိုအဲ့ဒီနောက်ကျွန်းငယ်လေးတစ်ခုကိုရောက်လာတယ်အဲ့ဒီမှာတာမန်လူမမနိုင်တဲ့တန်ကွင်းကြီးနှစ်ကွင်းရှိနေတာစုံမလေးကသူ့အိတ်ထဲကရှို့ဝက်အတီးတစ်လုံးကိုထုတ်စားလိုက်ပြီးအားအင်တွေပြည့်နဲ့တန်ကွင်းကြီးတွေကိုဆွဲလိုက်တဲ့အခါမှာတော့အန်သားစရာပဲအဲ့ဒီကျွန်းကြီးကတကယ်တော့ဝေလငါးကြီးဖြစ်နေတာစုံမလေးရဲ့ဥဆောင်မှုနဲ့အတူဝေလငါးကြီးကကောင်းကင်ဘော်ကိုပြန်တက်သွားတော့ပါပေါ့တိတ်မကြခင်မှာပဲရေခဲတောင်ကြီးစီရောက်လာတယ်အားလုံးကတော့အေးဒဏ်ကြောင်တုန်နေကြတာပေါ့အဲ့ဒီအချိန်မှာအဖွဲ့ဝင်တယောက်ကတကြားလုံးစားပြီးအခွန်ကိုပေါ့ပေါ့ဆဆပဲလွင့်ပစ်လိုက်တယ်ကန်ဆိုးကျင်တော့အဲ့ဒီအခွန်ကဝေလငါးကြီးရဲ့လေမို့ပေါက်ထဲကိုဝင်သွားပြီးဝေလငါးကြီးလည်းထိမရအောင်တုန်ခါသွားတော့တာပဲအခြေအနေကအရန်ဆိုးလာပြီးအဲ့ဒီလူကတန်ကွင်းတွေကိုအတင်းဆွဲပြီးဝေလငါးကြီးကိုနှင်းတောင်ဘက်ဥတီအောင်အသေးအတန်စူးစမ်းလိုက်ရတယ်တောင်ကြီးကရှေ့မှာတင်ပိတ်ရက်နေပြီးသူလည်းအားလုံးကိုအပြင်ကိုအမြန်ဆုံးလွင့်ထုတ်လိုက်တယ်သူတို့အားလုံးကတော့ဝေလငါးကြီးအဝေးကိုပြန်ထွက်သွားတာကိုဘာမှမတတ်နိုင်ပဲငေးကြည့်နေခဲ့ရပါတော့တယ်